ကြေးအိုးစားပြโอเคညီရေးကြေးအိုးချကွာဝေါကုန်ကျုံးမယ်ဒါကကြေးအိုးစီချက်ပါခင်ဗျဒါကကြေးအိုးအရည်နဲ့ပါပြီးတော့ဒါကအရှင်လေးပါခင်ဗျโอเคนี่ထောက်ပတ်တီးဖြောက်ရည်လေးနဲ့အကျုံးမယ်ကြေးအိုးစီချက်နဲ့ကြေးအိုးအရည်လေးစားကြပါဦးခင်ဗျကဲကုန်ကျုံးမယ်ဗျစားကြပါဦးခင်ဗျကောင်းလိုက်တာဗျပဲပဲဒါစစ်သားလုံးပါရှင်လေးနဲ့တုတ်သားမိုက်တယ်ပါရှင်အားကြပါဦးခင်ဗျကိုပဲဗျတယ်ပဲဗျထောက်ပံ့ကြည့်လေးတော့ကြပါဦးဟုတ်ပါကဲကုန်သွားပါပြီခင်ဗျဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ဗီဒီယိုတွေမှာလည်းဗာဒီသားစားပြရှင်သေးလဲဆိုတာကိုအော် comment လေးထဲမှာရေးသွားပေးကြပါဦးနော်